ဒီကဗမာပြည်မိသားစုမှာရဟန်းခံရင်ရှင်ပြုခြင်းမင်္ဂလာဝဲကြောင်းပြု၍ကုသိုလ်ကောင်းပြုလို့ရယခုချိန်ကဓမ္မယနဲ့လောကနဲ့မင်္ဂလာရှိဆုံးဖြစ်တော်ဘုရားယတနာတရားယတနာတန်ခါယတနာဒီဟုသောယတနာမဲ့သဘာဝပေါင်းလိုဝါဒရာရွေကျိုးလက်ဆောင်ကိုရေရှိကိုပူဇော်မှုမြော်မှန်လည်းရောဘရောညာသောတက္ကိသဗ္ဗနာမကာရောဝါကောင်းမှုကုသိုလ်ကစေရနာဘုရားမူဇော်တံဃာတော်ရှင်မြတ်များနဲ့တကဝါသာသနာဝင်တိလာခြင်းဆရာကြီးဆရာလေးယောဂီတို့ရှင်ပြိဿပေါင်းတော်ကောင်းတို့အားသာသနာတော်မြတ်ကြီးကောင်းကျိုးတရားတို့ကိုတန်းဆောင်နိုင်ကြပြီလေသာသနာတော်မြတ်ကြီးသင်၌သူဖြစ်ကိုင်ကာလပါပင်သူတော်ကောင်းတရားသူတရားမြတ်တို့ကိုကိုယ်တိုင်ကိုယ်ကြသိကြခံစားရ၍ဝနာတည်ဒုက္ခဝိတို့ရဲ့ကင်းဝေးရာမှန်မြတ်နိဗ္ဗာန်သို့ဒီမိခင်ကြီးတော်ဆောင်းအောင်ထားလျက်ဒါကယုတ်ခံလာတဲ့ကမိုက်တော်ပြင်စေဝင်းဒါကယုတ်ကမောင်ကျိုးတဲ့ကမိုက်တော်ထိထိမြစ်ဒါကယုတ်မောင်မောင်ဆိုအဲဒီကမိုက်တော်ဝင့်ပြူဝင်းကိုအောင်ကိုဒေါနာခင်ပါဦးကိုကျော်သူထွန်းမခင်ရွန်ရွန်မနှင်းမြတ်နိုးဦးစောဒီကကောမဒီမိသားစုမှယနေ့ရန်ခံခြင်းရှင်ပြုမင်္ဂလာဝဲကြောင်း၍ဘုရားမူဇော်တန်ခါတော်ရှင်သူများများတဲ့ကဝသာသနာတော်သီလကျင့်ဆရာကြီးဆရာယောဂီသူတော်စင်ပရိသတ်ပေါင်းသူတော်ကောင်းတို့အားအမေယူတော်မူကြပါကုန်တော်သာဓု